မိတ်ဆွေတို့ခုမြင်တွေ့နေရတဲ့အမျိုးသားကသူ့ရဲ့ပေါ့နော်မရေပါသမီးဖြစ်သူကိုမတော်မတရားပြုခြင်းမို့နောက်ကနေပြီးလိုက်နေရတဲ့ပုံစံကိုမြင်တွေ့ရမှာပါဒီအဖြစ်အပျက်က USA နိုင်ငံတက္ကဆက်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရမှန်လူတန်းဖို့တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကောင်မလေးတယောက်ကအော်ဟစ်ပြီးတော့ပြေးထွက်လာခဲ့ပါတယ်နောက်ကနေပြီးတော့ပထွေးဖြစ်သူကလည်းအသေးအတန်ပြေးလိုက်ပါတယ်နော်ကောင်မလေးနောက်ကိုနော်ကောင်မလေးကလည်းသူ့ကိုယ်ရှိတဲ့အဲကန်းကိုပြေးဝင်လာခဲ့ပါတယ်ကိုဖြစ်သူတွေကလည်းတွေ့သွားတော့ကောင်မလေးအကိုဖြစ်သူတွေကမေးလိုက်တယ်ပေါ့နော်အညီမလေးကိုဘာလို့ဖို့လဲမေးလိုက်ပါတယ်ပထွေးဖြစ်သူကလည်းပြန်ဖြေလိုက်ပါတယ်သူနဲ့ပေါ့နော်ကစားဖို့ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်အဲ့ချိန်မှာပဲကောင်မလေးအကိုဖြစ်သူတွေကတိသွားပြီးတော့ပထွေးဖြစ်သူကိုထိုးချိတ်ရိုင်းနှက်လိုက်ပါတယ်အဲ့နေရာမှာလည်းလက်လွန်သွားပြီးတော့ပထွေးဖြစ်သူကတည်ဆုံးသွားခဲ့ပါတယ်အဲ့နေရာမှာသူလက်လွန်သွားပြီဆိုတော့တီးတဲ့အချိန်မှာသူတို့အလောင်းဆောက်ဖြတ်ဖို့ပေါ့နော်သူတို့စီစဉ်ဆွဲလိုက်ကြပါတယ်ဒီဆုံးသွားတဲ့ပထွေးဖြစ်သူအလောင်းကိုတော့ကားကိုတင်ပြီးတော့ပေါ့နော်သူကင်းမဲ့တဲ့နေရာမှာအလောင်းကိုသူတို့အစဖြတ်ဖို့တိုင်ပင်လိုက်ကြပါတယ်ဒီနေရာမှာဆိုသူတို့ဘူးမတွေ့နိုင်ကမဟုတ်လို့ပြောပြီးလောင်းကိုထားခဲ့ပြီးတော့သူတို့ကားနဲ့ပြန်ထွက်လာကြပါတယ်အချိန်ကြာလာတဲ့အခါမှာတော့အလောင်းကအနံ့ထွက်လာပြီးလူတယောက်ကမတင်ကားလို့ရှာကြည့်နေလောင်းကိုတွေးသွားခဲ့ပါတယ် Oh my god အလောင်းပြန်တွေ့သွားတဲ့အချိန်နောက်ပိုင်းမှာပေါ့နော်ပထွေးဖြစ်သူကိုတတ်ခဲ့ကြတယ်ခေါင်းလင်း၃ယောက်ကိုလည်းတက်ဆိုင်ရနေပြီးတော့နော်အောင်ချပြီးပြန်ပြလိုက်ပါတယ်ခုလိုစိတ်ဝင်စားစရာဖြစ်ရမှန်ဒီကိုတင်ဆက်ပေးတော့မှဖြစ်လို့ချန်နယ်တိုင် like and share လေးနဲ့ကူညီအားပေးကြပါအောင်ညာအားလုံးကိုကျေးဇူးတင်ပါတယ်